မြန်မာတို့ရဲ့နှစ်သက်ကူအခါသမယတင်းကြံကာလမှာမင်းအောင်လှိုင်ဥဆောင်တဲ့အကြမ်းဖက်စစ်တပ်ဟာဒေါ်လာရေးအင်အားစုတွေရဲ့စိုးမိုးထိန်းချုပ်နယ်မြေတွေကဘုံကြီးကျောင်းခရစ်ယာန်ဘုရားကျောင်းစတဲ့ဘာသာရေးအဆောက်အုံတွေကိုအဓိကပြစ်မှတ်ထားပြီးဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။အခါကြီးရဲ့ကြီးကာလဖြစ်တဲ့အတွက်ဘာသာရေးအဆောက်အုံတွေမှာကုသိုလ်ကောင်းမှုတွေပြုလုပ်ကြလေရှိတဲ့အချက်ကိုအခွင့်ကောင်းယူပြီးအခုလိုပြစ်မှတ်ထားတိုက်ခိုက်တာလို့ယူဆရပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့်တန်ဃာတော်တွေကိုရင်တွေကလေးငယ်တွေနဲ့ပြည်သူများစွာတေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ PPTV ကမှတ်တမ်းပြုစုထားတဲ့ဖြစ်စဉ်တွေကိုစူးစီးဖော်ပြလိုက်ပါတယ်။Bài thì mới không thấy à không Ủa Ibrela 73ရက်တင်းကြံအကျိုးနေ့ညပိုင်းမှာဂျမ်ဖတ်စစ်တပ်ဟာဝင်းတို့မြို့နယ်ဂျိုးတောင်ရွာနဲ့မြောင်းတောင်ရွာဘုံကြီးကျောင်းကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတန်ဃာတော်တစ်ပါးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။တင်းကြံအကျိုးနေ့မှာပဲကြောက်တော်နဲ့မင်းတပ်မြို့ကိုအဂျမ်ဖတ်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရမှာပြည်သူ3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ခရစ်ယာန်ဘုရားရှိခိုးကျောင်းပျက်စီးခဲ့ပါတယ်။တင်းကြံအကြားနေ့မှာအင်ဒိုမြို့နယ်ပိန်းနေကုန်းရွာဘုံကြီးကျောင်းကိုအဂျမ်ဖတ်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာမှာဘုံကြီးကျောင်းပျက်စီးသွားပြီးပြည်သူတွေထိခိုက်ဒဏ်ရာရခဲ့ပါတယ်။တင်းကြံအကြားနေ့မှာပဲကဏီမြို့နယ်မှာအဂျမ်ဖတ်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာကြောင့်ဒုံလဘတ်ကိုရင်ငယ်တပားအပါအဝင်ပြည်သူ4ဦးသေဆုံးပြီးဘုံကြီးအချို့ဒဏ်ရာရခဲ့ပါတယ်။တင်းကြံအကြားနေ့မှာပဲနထိုးကြီးရေလေဘုံကြီးကျောင်းကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာကိုရင်ငယ်တပားနဲ့တန်ဃာတော်တပားအပါအဝင်3ဦးပြင်းထန်ဒဏ်ရာရပြီးဘုံကြီးကျောင်းပျက်စီးခဲ့ပါတယ်။တင်းကြံအကြမ်းနေ့မှာတော့ကျုံတိုးမြို့ကန်းနီဘုံကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရမှာပြည်သူ6ဦးထပ်မံသေဆုံးပြီးတန်ဃာ4ပါးအပါအဝင်20ဦးကျော်ဒဏ်ရာရရှိခဲ့ပါတယ်။တင်းကြံအကြမ်းနေ့မှာကျုံတိုးမြို့ကန်းနီစံပြကျေးရွာဘုံကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အသက်3နှစ်အရွယ်ကနေအသက်15နှစ်အရွယ်အထိကလေးငယ်4ဦးအပါအဝင်6ဦးသေဆုံးခဲ့ပါတယ်။နှစ်စန်း1ရက်နေ့မှာတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကျုံတိုးမြို့တောင်ကြားအင်းဒေသကျေးရွာများရှိစာတင်ကျောင်းဘုံကြီးကျောင်းနဲ့နေအိမ်တွေကိုအကြမ်းဖက်စစ်ကောင်စီကလေရင်ဖြင့်ဇက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။နှစ်စန်း1ရက်နေ့မှာပဲစစ်ကောင်စီတပ်ကမိုးကုတ်မြို့နယ်အရှေ့ပိုင်းမစိုးရင်ကျောင်းတိုက်အနီးသို့လေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒီအချက်လက်တွေကတော့အကြမ်းဖက်စစ်တပ်ကတင်းကြံကာလ9ရက်အတွင်းဘုံကြီးကျောင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းစတဲ့ဘာသာရေးအဆောက်အုံတွေကိုရည်ရွယ်ချက်ရှိနဲ့လေကြောင်းကနေပြစ်မှတ်ထားဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်တွေကိုစုစည်းထားတာပဲဖြစ်ပါတယ်။အချက်လက်တွေအရအကြမ်းဖက်စစ်ကောင်စီဟာပြည်သူအာဏာကိုမတရားလူယူဖို့ကြိုးစားနေတဲ့၄နှစ်ကျော်ကာလအတွင်းဘာသာရေးအဆောက်အုံတွေဖြစ်တဲ့ဘုံကြီးကျောင်း418ကျောင်းခရစ်ယာန်ဘုရားကျောင်း159ကျောင်းဗလီ18ကျောင်းတို့ကိုလေကြောင်းကနေရောလက်နက်ကြီးတွေနဲ့ပါပစ်ခတ်ဖျက်ဆီးပစ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဘာသာရေးအဆောက်အုံမဟုတ်တဲ့လူအများစုဝေးရာရက်ကွက်ဈေးစတာတွေကိုတင်းကြံကာလအတွင်းဘုံကျဲတိုက်ခိုက်မှုတွေများစွာပြုလုပ်ခဲ့ပါသေးတယ်။အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်နဲ့အပေါင်းပါတစုဟာမင်းသားမျက်နှာဖုံးနဲ့လော်ဘီမီဒီယာတွေမှာလူလုံးထွက်ပြနေပေမဲ့ပင်ကိုရုပ်မှာရိုင်းဆိုင်တဲ့စိတ်နဲ့တင်းကြံကာလတော်မရှောင်ရဟန်းရှင်လူပြည်သူအပေါင်းကိုနေ့စဉ်ရက်ဆက်ဘုံကျဲတပ်ဖြတ်လျက်ရှိကြောင်းတင်ဆက်လိုက်ရပါတယ်။ကျွန်တော်မောင်သိန်းပါ